ကြက်ကြာစံကျော်ပွဲ130ကြက်တရုတ်ထမင်းကျော်ပွဲ100စုစုပေါင်းပွဲ200နဲ့မှ30ကျွန်တော်တို့ရဲ့3ကာလာဖူအန်ရမှာအော်ရာမာကိုထထလေးကိုကြော်လော်ချက်ပြုတ်စီစဉ်ဆောင်ရွက်ပြီးတော့အလူရှင်မိသားစုရဲ့ကိုစားစကိုင်းမျိုးရှင်ရှမ်းဘိုးဘွားရီတန်မှာရှိတဲ့အဖိုးဖွားများနဲ့ရှင်ရှမ်းပရိုက်တာဂေယာမှာရှိတဲ့ကလေးငယ်များအတွက်မနက်စာအာဟာရဒါနကုသိုလ်အလူလေးအဖြစ်တွားရောက်လူတန်းတဲ့အလူမှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာအလူရှင်မိသားစုကတော့အမေရိကန်နိုင်ငံနေကိုကျော်မျိုးဝင်းမတ်သူဇာလာတာရစ်ချက်ရှာသမီးစတီဖနီရှာမိသားစုတို့မှာမတ်သူဇာလာဤ48နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အလှူလေးအဖြစ်လှူဒန်းတာဖြစ်ပါတယ်ဗျာအဝေးကနေယုံကြည်စွာနဲ့အော်ရာမှာယူအားပေးပြီးတော့ကုသိုလ်ရေးမှာပေါင်းရင်ကူညီဆောင်ရွက်ခဲ့ပေးပါတော့အလှူရှင်မိသားစုများအားလုံးကို3ကာလာမိသားစုမှာကျေးဇူးအများကြီးတင်ပါတယ်ဗျာမွေးနေ့မနေ့မှာဖျားမြတ်စွာစွန့်ပန်းရည်တန်းကလူပါမွေးနေ့မနေ့မှာရန်တန်ကစွန့်မြတ်တဲ့ငန်းစကေရမွေးနေ့မနေ့မှာမိဘနှဖျားသလားယူချူချပါမွေးနေ့မနေ့မှာအေးချမ်းစွာမင်္ဂလာရှိအောင်နေလိုက်ပါဓမ္မသာ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 ဘုရားနေ့သက်မွေးနေ့မင်္ဂလာမို့ချဖြစ်တော်လာဒါနာပြုပါမွေးနေ့မှာနှလူချစ်စေပါသီလဆောက်တရားမွေးနေ့မှာအသက်ရှိကြောင်းစေပါမွေးနေ့မနက်မှာဆွေသဟာကျွေးမွေးလူရမ်းမှာမေတ္တာဘာဝနာပွားများပါစိတ်လည်းမြေချမ်းသာဓမ္မ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 သာဘုရားနေ့သက်မွေးနေ့မင်္ဂလာမို့ချဖြစ်တော်လာဒါနာပြုပါမွေးနေ့မှာနှလူချစ်စေပါသီလဆောက်တရားမွေးနေ့မှာအသက်ရှိကြောင်းစေပါမွေးနေ့မနက်မှာဆွေသဟာကျွေးမွေးလူရမ်းမှာမေတ္တာဘာဝနာပွားများပါစိတ်လည်းမြေချမ်းသာဓမ္မ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 သာဘုရားနေ့သက်မွေးနေ့မင်္ဂလာမို့ချဖြစ်တော်လာရမယ်လက်ကောင်ရမယ်ဟာလက်ကောင်ရမယ်လက်ကောင်ရမယ်
ဒီနေကျောင်းမြင်ရတယ်အလိုမှာဒါလိုက်ပါမယ်ကျောင်းပါတော့အလူမတ်တန်ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့မွေးနေ့ရှင်ကုသိုလ်ရှင်အလူရှင်မတ်သူစာလှနဲ့မိသားစုဝင်များအားလုံးလည်းဝမ်းသာပီတိဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာအဝေးကနေယုံကြည်စွာနဲ့အော်ရာမှာယူအပ်ပြီးတော့ကုသိုလ်ရေးမှာလောဝဒနာကုသိုလ်ဝေယဝဆကုသိုလ်တွေရရှိအောင်ပေါင်ကူညီဆောင်ရွက်ခွင့်ပေးတဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်မွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းများစွာစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြည့်စုံပြီးဒီထက်မကလှူနိုင်တတ်နိုင်ပါစေလို့လည်းဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာ